အခုတကားလုံးနဲ့ဒီပေါင်း50ကျော်ကဂီတရုပ်ရှင်သတင်းစာပေလူပညာရှင်ကြီးအလင်းကကျော်စွာဆရာတွန်တွန်သိနံကိုယ်တိုင်ရေးသားတည်ဆိုခဲ့တဲ့ချစ်သူမျောရှာနေရောမယ်ဆိုတဲ့သင်းလေးဖြစ်ပါတယ်ကျွန်တော်ကိုချစ်ခင်ပြီးတောင်းဆိုထားတဲ့တင်းချစ်တဲ့ပြည်သက်ကိုလည်းဒီနေ့ကနေကားတော့ပြပါရခင်ဗျာတင်နေကိုမျိုးတွေ့ရဲ့မှုတွေမောင်ကြီးမှာကွယ်တိုင်းဒီတောင်ထန်ဆောင်နေပဲမရောက်ချင်တော့ကြလို့တစ်ခေါက်တစ်ခါများချင်ရောက်လာစမ်းပါမယ်ကျူလင့်တော့ကွယ်အခါကပြောရပြီမဲ့စကားသာအဖတ်တင်နေကိုမျိုးတွေ့ရဲ့မှုတွေတိုင်းပြည်တောင်ထမ်းဆောင်နေလေတဲ့ရာသီအလီလီခံမိပြောင်းရွယ်ဟောင်းရက်တဲ့အစင်းစင်းကြည်ရရဲ့ရာသီပန်းတွေခါရလန်းပေါ်ကွယ်ဝတ္တန်ခါချိန်စီရောက်ပြန်တော့
နောက်ရွှေဖီညွန့်